Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ PMK Craft ဒီနေ့ video မှာကျွန်တော်တို့ mod တစ်ခုထည့်ဆော်ထားပါတော့ horror mod လေးပါအဲ့ဒီ mod ကတော့ Saran Hat လို့ခေါ်တဲ့ကျွန်တော် mod လေးဖြစ်ပါတယ်ခင်ဗျာအဲ့ဒီ mod ကကျွန်တော်တို့ online ပေါ့နော်သူမျက်လုံးနေရာမှာပါဇက်တွေနဲ့ပေါ့နော် online ရှိနေပါတယ်သူရဲ့မျက်လုံးနေရာဒီမှာပေါ့နော်သူကကြတော့ဘယ်လိုနေရာမှာ6လမ်းတက်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ့လိုမျိုးပေါ့နော်သူကနေဘက်ကညဘက်ကထွက်နိုင်တယ်ပေါ့နော်သူကနေနေရောညသူကနေရောညသူကအကုန်ထွက်နိုင်ပါတယ်သူပဲချိန်ပြည့်ပြည့်အကုန်ထွက်နိုင်တယ်နောက်ပြီးတော့သူကအရန်ကြောက်ဖို့ကောင်းတယ်ပေါ့နော်သူရဲ့ order ကြီးကဆူရှာပေါ့နော်ကျွန်တော်တို့ဒီတစ်ခေါက်မှာကကျွန်တော်တို့အဲ့ဒီ mod ကိုထည့်ဆော်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဆိုရှင်ဒီ video လေးကိုကြည့်နေတဲ့ရှင် like and subscribe လေးလုပ်ခဲ့ပေးပါအဲ့ဆိုရှင်ကျွန်တော်ဒီ video လေးကိုစလိုက်ကြအောင်ဗျ okay let's go alright ဒါတော့ကျွန်တော်တို့ရဲ့ Minecraft ပုံမှန်နေလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုထည့်ဆော်ထားတဲ့ mod ကကျွန်တော်အခုထည့်ပြီးတော့ဆော့ထားတဲ့ mod ကသူကကြတော့အဲ့လို online နေပေါ့ကွာ Saran Hat လို့ခေါ်ရဲSaran Hat လို့ခေါ်ရဲသူကအဲ့ဒီကောင်ကြီးပေါ့နော်ကျွန်တော်အရန်ကြောက်ဖို့ကောင်းတယ်သူ order ရတယ်အရန်ကြောက်ဖို့ကောင်းတယ်ပေါ့နော်အဲ့ဒါကြောင့်လို့သူမလာခင်လေးကိုကျွန်တော်အမြန်အောင်ဆိုမြန်တစ်ပင်လေးခုထားကြပြည့်ရှင်ရွာဘက်ကိုကျွန်တော်ပြေးကြရအောင်ဗျ okay ဒီနာတစ်ပင်လေးပဲခုတ်ပေါ်လိုက်တော့ကျွန်တော်သူပဲချိန်လာမလဲဆိုတော့ပဲကျွန်တော်ကြောက်တယ်သူနေဘက်လည်းထွက်တယ်ညဘက်လည်းထွက်တယ်အဲ့ကောင်ကြီးပါနော်အဲ့ကောင်ကြီးကကျွန်တော်နေဘက်ကောညဘက်ကောသူကနေထွက်တယ်ပေါ့နော်အဲ့ဒါကြောင့်နည်းနည်းတော့ကြောက်ရတယ်နေဘက်တော့မှသိပြီးကြောချမ်းတယ်โอเคအဲ့ဒါဆိုကျွန်တော်ရွာဘက်ကိုပြေးကြရအောင်ဗျကျွန်တော်ရွာဘက်ကိုမြင်မြန်ပြေးမယ်ကျွန်တော်ရွာရွာဘက်ကိုမြင်မြန်ပြေးပါတယ်ခင်ဗျာအများတော့ပြေးအောင်ကျွန်တော်တို့ဘယ်ချိန်ရောက်လာမလဲဆိုတော့လေသူဘယ်ချိန်ရောက်ကျွန်တော်စီဘယ်ချိန်ရောက်လာမလဲဆိုတော့လေကျွန်တော်ကမသိနိုင်ပါဘူးခင်ဗျာအဲ့တော့ကြောင့်လို့ကိုရွာမှာပဲအေးအေးဆေးဆေးပေါ့နော်ကျွန်တော်အာမာရီရမှာအဲ့ကောင်ကြီးတော့ချမှာပဲဖြစ်ပါတယ်ခင်ဗျာနေဘက်ကညဘက်ကထွက်တယ်ဆိုတော့ပေါ့သေးသေးတော့မဟုတ်ဒီကောင်ကအဲ့ကောင်ကလည်းကြောက်ဖို့တော့ကောင်းတယ်ဟုတ်ပြီအဲ့ဒါကျွန်တော်တို့လိုပစ္စည်းလေးလုံးလိုက်ရအောင်ဗျ okay okay ကျွန်တော်လိုအပ်တဲ့ပစ္စည်းလေးတွေလည်းလုပ်ပြီးသွားပြီဆိုလို့ရှိရင်လိုအပ်တဲ့ပစ္စည်းတွေလုပ်ပေါ့ဟုတ်ပြီကျွန်တော်လိုအပ်တဲ့ပစ္စည်းတွေလည်းလုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီနောက် copper stone ကိုကျွန်တော်တူလိုက်ကျွန်တော်တို့ဒီကောင်ကြီးချောင်းဆိုတော့ဒါကတော့အဓိကလိုတာပေါ့ဒါယူလိုက်မယ်နောက်ပြီးတော့ဒီမှာ S ယူလိုက်မယ်နောက်ပြီးတော့ copper stone လည်းလုပ်လိုက်မယ်ပြီးရင်ကျန်တဲ့ရှစ်တုံးကိုတော့ကျွန်တော်တို့ဒီမှာ furnace လေးထုတ်လုပ်လိုက်ပါမယ်အဲ့ဒါဆိုရှင်ကျွန်တော်အဆင်ပြေလောက်မယ်ဗျဒါဆိုလို့ရှိရင်ကျွန်တော်တိတ်ပြီးတော့ဟိုနေ့ဖြစ်ချင်တော့မလို့တော့အကုန်လုံးပြည့်စုံနေပြီဆိုတော့လေ okay ကျွန်တော်တို့ဒါဆိုရင်ဒီနားအကြောင်းမီသေးလေးကိုကျွန်တော်တို့တူပါမယ်okay ကြောင်မီးသွေးလည်းတူတူပါပြီဆိုလို့ရှိရင်ကျွန်တော်ပြန်တက်မယ်အဲ့ဒီအကောင်ကကျွန်တော်တို့ဘယ်ချိန်ကျွန်တော်တို့စီဘယ်ချိန်လာမလဲဆိုတော့လည်းကျွန်တော်တို့မသိရဘူးပေါ့နော်သူဘယ်ချိန်ရောက်လာမလဲဆိုတော့ကျွန်တော်တို့တိကျမသိနိုင်ဘူးပေါ့နော်သူရောက်ချင်တဲ့အချိန်ရောရောက်လာမှာပေါ့ဟုတ်တယ်မလားသူရောက်ချင်တဲ့အချိန်ရောက်လာမှာပေါ့ဟုတ်ပဲကျွန်တော်သူ့ကိုဆုံးမဖို့ပဲကျွန်တော်သူ့ကိုကျွန်တော်စောင့်နေရပါတော့မယ်ဟုတ်ပါတယ်ကျွန်တော်သူတို့ဆောင်းရပါတော့မယ်သူဘယ်ချိန်လာမလဲဆိုတော့ကျွန်တော်ကမသိနိုင်ပါဘူးအဲ့ဒါကြောင့်မလို့သူ့ကိုဆောင်းအောင်မယ်ကျွန်တော်ဘယ်နှစ်လောက်ဆောင်းအောင်လဲတော့ကျွန်တော်လည်းမသိနှစ်လောက်တော့မဆောင်းပါဘူးအနည်းဆုံးဆောင်းရညလောက်ဆိုတော့သူပေါ်လာမှာပေါ့ကျွန်တော်ခံမှန်းချီရတော့သူဘက်ကတော့ကြီးဆိုတော့ကျွန်တော်အဲ့ဒီတော့ဘက်ကနေပေါ်လာလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်
အဲ့ဘက်ချန်တော့နေအဲ့ဘက်တော့နေကျွန်တော်ရဲ့ခံမှန်းချီပေါ့နော်ကျွန်တော်အတိအကျတော့မသိဘူးကျွန်တော်ရဲ့ခံမှန်းချီတော့သူအဲ့ဘက်ကပေါ်လာလိမ့်မယ်လို့ထင်တာပဲဘာဖြစ်လို့လဲဆိုတော့သူကတောအုပ်ဘက်ကနေတော့ပေါ်ပြီးဆိုရှင်တောအုပ်ဘက်ကဆပေါ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်စိတ်ထင်တော့အဲ့ဘက်ချန်တော့ကနေပြီးစပေါ်မယ်လို့ထင်နေဗျကျွန်တော်သိပြီးတော့မပြောတတ်ဘူးပေါ့နော်ပြီးတော့ကျွန်တော်ရွာသားတွေစီကနေပြီးတော့အစားအစာတွေလူပါမယ်ခင်ဗျာလူပြီးစားပြီးလူโอเคကျွန်တော်လည်းဆိုရရင်လည်းတူတယ်အော်မင်းဒါစားကြလို့လားစားပါဟုတ်တယ်ဟာဒီကောင်အစိလိုက်ကြီးစားမင်းစားရတယ်လည်းငါဟာလည်းကြောင်းတော့โอเคအဲ့ဒါဆိုကျွန်တော်တို့ပစ္စည်းကျွန်တော် craft လိုက်ရအောင်ဗျကျွန်တော်ပမုတ်တွေကို craft လိုက်မယ်ပေါ့နော်ပမုတ်တွေကျွန်တော် craft ပါမယ်တိန်โอเคပြည့်ရှည်ကြောင်းဒီပမုတ်59ခုကိုကျွန်တော်တို့လုပ်လိုက်ပါမယ်ခင်ဗျာโอเคပမုတ်59ခုရပါတယ်ဆိုတော့အဲ့ဒါကျွန်တော်အဆင်ပြေသွားပြီပေါ့နော်ဒီကောင်ခုချိန်ဒီလည်းမပေါ်နိုင်သေးဘူးဗျโอเคကျွန်တော်မနှက်ဖြန်ကြလို့ရှိရင်ကျွန်တော်အဲ့ဒီအပတ်ချမ်းကိုကျွန်တော်သွားကြံမယ်ဗျသူအဲ့ဒီပတ်ချမ်းမှာရှိရင်လည်းရှိနေနိုင်တယ်ကျွန်တော်တို့မပြောတတ်ဘူးเนาะဒါကျွန်တော်ရခံမှန်းချင်နေပဲကျွန်တော်အရင်ပြောကြည့်ရပါသူအဲ့ဘက်မှာရှိနေနိုင်တော့မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကဒီဘက်ချတော့ဒီဟိုဘက်ကဘာမှမရှိဟင်းလင်းပြင်ဆိုတော့ထပ်ဖို့များဒီဘက်ကပဲထွက်ဖို့တော့များမယ်ကျွန်တော်ညဘက်ကြားလို့ရှိရင်လည်းကျွန်တော်တို့စောင့်ကြည့်ရမယ်ပေါ့နော်သူပဲချိန်ထွက်လာမလဲဆိုတော့ပေါ့နော်ကျွန်တော်တို့အဲ့ဒီချိန်ဝဲစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဟုတ်ကျွန်တော်ဒီညဘက်မအိပ်ပဲနဲ့ကျွန်တော်တို့အဲ့တောဘက်ကိုကျွန်တော်သွားကြည့်မယ်ဟုတ်တယ်ကျွန်တော်ညဘက်မအိပ်ပဲနဲ့ကျွန်တော်တောဘက်ကိုသွားကြည့်ကြအောင်ဗျအဲ့ဆိုရှင်ညကြလို့ရှိရင်ကျွန်တော်အဲ့တောဘက်ချမ်းကိုကျွန်တော်သွားကြည့်ပါမယ်အခုတော့ဆိုတော့အခုလည်းရှောက်သွားလိုက်ကောင်းလို့ဒီတော့ညကြမှာပဲသွားလိုက်အခုတော့ဆယ် response မိုက်ဆက်ထားတယ်ဗျရွာသားတည်ရင်မလေးโอเคဒီမှာခဏလေးမိထားတယ်ဒီမှာကျွန်တော် response မိုက်နေဆက်ထားပါတယ်โอเคဟောဟုတ်လေငါမအိတ်သေးဘူးငါသွားအောင်ပါအဲ့တော့ကျွန်တော်သွားရတယ်ဗျာโอเคတော့သွားကြည့်အောင်ဗျာကျွန်တော်အဲ့တော့ဘက်ချာမှာဘလို့အခြေအနေတွေနဲ့ကျွန်တော်ကြုံတွေ့ရမယ်ကျွန်တော်ရင်ခုန်စိတ်လုံရှားစွာနဲ့ကျွန်တော်သွားကြည့်မှာပေါ့နော်ကျွန်တော်အရေးဆုံးပြအဲ့ဒီဘက်ချာကိုကျွန်တော်သွားကြည့်မှာပါဟုတ်ပြီကျွန်တော်တို့အခုချိန်သွားလို့ရှိရင်အန်တရများတော့မယ်ဗျကျွန်တော်အဲ့ဆိုရှင်မနှက်ဖြန်မှာပဲကျွန်တော်သွားကြရအောင်ဗျဟုတ်တယ်မနှက်ဖြန်ကြလို့ရှိရင် ACC ကျွန်တော်နည်းနည်းပါးအိုင်ယွန်လေးပါရှာမယ်နောက်ပြီးတော့မနှက်ဖြန်ကြမှာကျွန်တော်ဒိုင်းကာတွေကျွန်တော်အာမာတွေအပြည့်စုံလုပ်ပြီးတော့မှသူ့သွားချကြမယ်ဗျကျွန်တော်အခုလောဆိုတော့ရှင်တော့ကျွန်တော်ပဲမျိုးတုံးမှာသွားပါဖြစ်သူ့အတွက်ကတော့ကျွန်တော်တကိုင်းစာလောက်ပဲရှိသေးတယ်ဟုတ်ပြီအဲ့ဒါဆိုတော့ကျွန်တော်တို့ဝင်အိတ်လိုက်တော့ဟုတ်ပြီထားစမ်းဟာအိတ်လို့ဟုတ်ပြီကျွန်တော်ဒုတိယမြောက်နေတော့ရောက်လာတယ်ကျွန်တော်သူထွက်လာမလားမသိဘူးဗျဟိုက်ကျွန်တော်ခရီးပါကြုံမယ်ကွာyo oh my god သေးတော့ပဲတော်သေးရဲ့ဟာကောမရှိဟာကောမဟုတ်လို့ပါတော့နမို့ဟာကောတာဆိုတော့ကျွန်တော်ဒီနေရာမှာဆိုကျွန်တော်မျိုးတုံးဟုတ်ဘယ်ချိန်ထွက်လာမှမသိဘူးအဲ့ကောင်ကြီးခုလောလောဆယ်တော့ကျွန်တော်တို့iron လေးလည်းရှာခြင်း iron တွေလည်းရှာမယ်နောက်ပြီးတော့ကျွန်တော်iron အာမမရရင်တော့မှကျွန်တော် copper အာမလောက်ရရင်တော့ okay ပါပြီ okay အဲ့တော့တုံးရcopper အာမ or တစ်ခုကိုကျွန်တော်တို့ဒီမှာ copper 5ခုရရပါတော့အဲ့ဆိုအဆင်ပြေတာပေါ့
နောက်ပြီးကျွန်တော်တို့အာယုံလေးလည်းရှာမယ်ကော်ပါလည်းပြောင်းရှာမယ်ကျွန်တော်ကော်ပါတွေလည်းပြောင်းရှာမယ်ကျွန်တော်တို့နောက်ပြီးအာယုံကြီးလည်းရှာပါမယ်ဒီတော့တော်ဒီရေးပြကြလို့ဟုတ်ပြီဘာမို့ဒီလဲစားမယ်ကျွန်တော်တို့နမို့ဆိုလို့ရှိရင်ခလုတ်တွေလွတ်နေတယ်ခုံလို့မရဟုတ်ပြီဒီမှာကော်ပါတွေလည်းတွေ့တယ်ဟိုကော်ပါတွေလည်းတူးမှာပဲဟုတ်ပြီဘယ်လောက်တော့ရောက်သွားလဲဟို25ခုဆိုမလုံးတော့သေးဘူးလေ25ခုဆိုကျွန်တော်တို့ကတော့အဲ့လည်းမလုံးတော့သေးဘူးကျွန်တော်နည်းနည်းထပ်ရှာအောင်ပဲဗျကျွန်တော်တွေ့အောင်လားကျွန်တော်တွေ့ရင်တော့တွေ့တော့မှာပေါ့ကျွန်တော်နည်းနည်းပတ်ရှာကြည့်အောင်ဗျအနည်းဆုံးအာယုံလေးတစ်တုံးနှစ်တုံးလောက်တွေ့တော့ရတယ်ကျွန်တော်အဓိက shield လုပ်မှာပေါ့နော်Minecraft မှာကျွန်တော် hardcore ဆော့ပြီး hardcore ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကျွန်တော်ဆော့လို့ရှိရင်ကျွန်တော်အဓိကလိုအပ်တာကshield လုပ်တယ်ပေါ့နော်အဲ shield ရှိမှကျွန်တော်အဆင်ပြေမှာပေါ့နော်နမို့ဆိုလို့ရှိရင်အဓိက shield တွေက battery ကိုကာကွယ်စေချင်တာလဲဆိုတော့ကျွန်တော် creeper တို့ skeleton တို့အဲ့ဒီအကောင်တွေကိုကျွန်တော်ကာကွယ်စေချင်တာပေါ့နော်နမို့ဆိုလို့ရှိရင်ကျွန်တော်အဲ့ညမှာနေကျွန်တော်ခိုင်မျိုးတုံးအောင်ပဲကျွန်တော်ဘာမှလည်းမတွေ့တော့ကျွန်တော်လည်းအာယုံတွေပဲအာယုံနာပြတယ်ခေါင်းတွေပဲတူးနေလိုက်ကျွန်တော်ပထမနှစ်ခေါက်တောင်သေးဘူးပြီးသွားပြီဟိုကောင်းတက်လို့ကျွန်တော်စနာ record မဖမ်းမိလိုက်တာဟဲ့တွေ့လားဘယ်တွေ့ကြလားပြေးကြယေဒီပဲကျွန်တော်နှစ်ခါတော့ရှိပါရဲ့သေးသွားတာအဲ့ပဲတက်လို့ကျွန်တော်စနာ record မဖမ်းမိလိုက်လို့မတော်စရောဟဲ့ဟာကျောင်းလာတောင်းညံ့နေပြီဗျကျောင်းထင်းတဲ့အတိုင်းပဲဟိုးပဲတော့နေထွက်လာတယ်ဗျဟုတ်ဒီပဲမိုးတော့ကရောက်ပြေးတာကျောင်းပြေးလဲလွတ်မဲ့ပုံစံမပေါ်တော့ဗျခုံလို့မရဘူးရောက်ရေးခလုံးမနဲ့နှိမ့်နေခုံလို့လည်းမရဘူးရပါပြေးအဲ့ကောင်တောင်းညံ့နေပြီဗျကျွန်တော်တို့ရောင်မလာပြီးတော့ပြေးတာကျောင်းနမို့ဆိုလို့ရေကျွန်တော်သိလိမ့်မယ်အတမ်းမဲ့ကြတော့ဘဲကောင်အဲ့ကောင်ဘဲရောက်လဲမသိဟိုအတမ်းမဲ့ကြတော့အဲ့ကောင်ဘဲရောက်လဲမသိအဲ့တော့ကျွန်တော်ပစ္စည်းပြန်ကောက်လိုက်ကျွန်တော်ပထမဒီဝါရပစ္စည်းဒါရကြတော့ကျွန်တော်စနာပထမဒီဝါတော့ကြံနေတဲ့ပစ္စည်းကိုပြန်ရောက်သွားပြီဒီပါပြီပေါ့ကျွန်တော်နည်းနည်းတော့လန့်သွားပါအဲ့ကောင်အတမ်းမဲ့ကြတော့အကောင်ဘဲပြန်လဲမသိအတန်းတော့ကြားရတယ်အကောင်ပြောင်းကျွန်တော်လုံးအကောင်မို့ဗျကျွန်တော်တို့စနာလာတော့တွေ့တယ်ပေါ့ဟေးအဲ့ပါလာပြီကျွန်တော်စီကိုလာနေတာလာနေပြီကျွန်တော်စီကိုလာနေတာကျွန်တော် keep inventory စနာတော့ on ထားတယ်ဗျကျွန်တော် what the fuck ပြေးကျွန်တော်ပြေးနိုင်မလားကျွန်တော်လွတ်နိုင်မလားကျွန်တော်လွတ်နိုင်မယ်လို့တော့ကျွန်တော်မထင်ဘူးကျောင်းစံနေသေးပါရဲ့โอเคကျောင်းပြသဘောလားကျွန်တော်ခီဘတို့ဟဲ့ဒါဘာကြီးလဲအဲ့ဒါဘာကြီးလဲဟုတ်တယ်ဟိုကောင်ပဲပါဟာရှိသေးတယ်ဟာဆရာတော်ကရှိသေးတယ်ဗျပြေးဟာယောရွာရတော့သွားပြီโอเคဆိုတော့ဒီနေ့ view လေးကတော့ဒီလောက်ပါဗျာကျွန်တော်နည်းနည်းလန့်သွားပြီโอเคဒီနေ့ view လေးတော့ဒီလောက်ပါပဲကျွန်တော်နောက်ကြလို့ရှိရင်ဒီထက်ကောင်းတဲ့ horror mode တွေလည်းကျွန်တော်ဆော့ပြပေးသွားပါဦးမယ်โอเคကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက် view မှာပြန်တွေ့ကြမယ်နော်အားလုံးပဲတတာ